အားလုံးပဲမင်္ဂလာပါ NHC တဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့အတွက်လုပ်ပြပေးမယ့်အရာလေးကတော့ကျွန်တော် crypto ထဲမှာ coin ဖြစ်တဲ့ Walcoin ကိုလုပ်ပြမှာဖြစ်ပါတယ် Walcoin app ကိုဘယ်လို register တင်မယ် sign up လုပ်မယ်ပြီးရင်ကျွန်တော်တို့ဒီ Walcoin ကိုဘယ်လို claim မယ်ဆိုတာကိုကျွန်တော်သေးစိတ်ပြပြအောင်မှာဖြစ်ပါတယ်အဲ့အတွက်လိုအပ်တဲ့ app နှစ်ခုကတော့ကျွန်တော်ဒီ Binance app နဲ့ Wall app ပဲဖြစ်ပါတယ် Binance app ကို Binance account ကိုမဖွင့်ရသေးတဲ့သူတွေဆိုရင်လည်းကျွန်တော်ရဲ့ description link ထဲမှာ account ဖွင့်နည်းကိုကျွန်တော်တင်ပေးထားပါတယ်ပြီးရင်အခုကတော့ကျွန်တော်တို့ဒီ Walcoin နဲ့ပတ်သက်ပြီးကျွန်တော်လုပ်ပြသွားမှာဖြစ်တယ်ဒီကတော့ကျွန်တော်မြန်မာပြည်က brother တွေအတွက်တော့ဟိုလုံးလို့မရဘူးပေါ့ဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီBanana ID မှာရှိတဲ့စက်နယ်ကိုလောကမှာဖြစ်တဲ့အတွက်မြန်မာပြည်မှာရှိတဲ့မြန်မာ Plaza မှာရှိတဲ့ Banana ID showroom မှာဒီအဲ့ဒီဆက်ကမရှိဘူးဖြစ်နေအဲ့တော့ Thai မှာရှိတဲ့ brother တွေအခြားနိုင်ငံခြားမှာရှိတဲ့ brother တွေဆိုတော့ရပါတယ်မြန်မာနိုင်ငံမှာရှိတဲ့ brother တွေအတွက်တော့စိတ်မကောင်းစရာပဲပေါ့နော်အဲ့ဆိုကျွန်တော်ရဲ့အစီအစဉ်လေးကိုမစတင်ခင်မှာကျွန်တော် YouTube channel လေးကို subscribe လုပ်ပါသူဆိုရင် subscribe လေးလုပ်တော့ပြီးမြတ်တာရက်ခံပါတယ်အဲ့ဆိုကျွန်တော်တို့အစီအစဉ်စလိုက်ကြအောင်အရင်ဆုံးပထမကျွန်တော်ရဲ့ invite link လေးကိုကျွန်တော် description မှာထည့်ပေးထားတယ် description ကနေဝင်ပြီးတော့လုပ်ပေးပါအဲ့ဆိုရင် brother တို့လည်းအဆင်ပြေတယ်ကျွန်တော်တို့လည်းအဆင်ပြေပါတယ်အရင်ဆုံးကျွန်တော်တို့ description နဲ့က link ကိုဝင်မယ်ဝင်ပြီးသွားတဲ့အခါကျရင်ကျွန်တော်တို့ဒီမှာ accept my invite ဆိုတာရှိတယ်အဲ့လေးကိုနှိပ်မယ်နှိပ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာနိုင်ငံတွေရှိတယ်ထိုင်းရရှိတဲ့ brother တွေဆိုရင်တော့ဖုန်းနံပါတ်လေးထည့်ပေါ့နော်ကိုနေညို့နှိပ်မယ်အဲ့ကြရင်ကျွန်တော်ရှိကိုကုတ်6လုံးကြာလာမယ်ကုတ်လေးရိုက်ထည့်မယ်ကိုနေညို့ထပ်နှိပ်မယ်အဲ့ကြရင်ကျွန်တော်တို့ app ကိုထောင်းမယ်ကျွန်တော်တို့က WhatsApp ကိုအကောင့်ဖွင့်ပြီးသွားပြီဆိုရင် WhatsApp အကောင့်လေး app လေးတွေဝင်မယ်ဝင်ပြီးတဲ့အခါကျရင်ကျွန်တော်တို့ဒီကျွန်တော်ကတော့ verify ဖြစ်ပြီးသွားပြီပေါ့ verify မဖြစ်သေးတဲ့လူတွေဆိုရင်ဒီမှာကျွန်တော်တို့ verify ဆိုပြီးပေါ်လိုက်မယ်ပေါ်တဲ့အခါကျရင်ကျွန်တော်တို့အဲ့ဒီဝင်လိုက်မယ်ဝင်ပြီးသွားရင်ကျွန်တော်တို့အဲ့မှာကျွန်တော်အခုပုံပြထားတဲ့အတိုင်းဆက်လေးတွေးလိုက်မယ်တွေးတဲ့အခါကျရင်အဲ့မှာအဲ့ဒါလေးကိုကျွန်တော်တို့ကscan လိုက်ပေးလိုက်ကျွန်တော်ဒီ app ထဲမှာ scan ပေးလိုက်ကျူအောင် scan ပြီးရင်ကျွန်တော်မျက်နှာကို scan ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာဒီလိုမျိုးလေး verify ဖြစ်သွားမယ် verify ဖြစ်ပြီးသွားရင်ကျွန်တော်တို့24နာရီပြီးသွားပြီဆိုရင်24နာရီပြီးနောက်တစ်ရက်ကြာရင်ကျွန်တော်တို့ဒီထဲကိုကျွန်တော်တို့ရဲ့ဒီထဲကိုဒေါ်လာ20ရောက်လာလိမ့်မယ်ကျွန်တော်ဆိုရင်ဒီမှာဘတ်600ကျော်ရလာမြန်မာဒေါ်လာနဲ့တွက်မယ်ဆိုရင်တော့ကျွန်တော်ဒေါ်လာ20ပေါ့ဒေါ်လာ20ရမယ်ဒေါ်လာ20ရမယ်ပြီးရင်ကျွန်တော်တို့ကနောက်တစ်ခုကဘယ်လိုရှိသေးလဲဆိုတော့ကျွန်တော်တို့ဒီ invite ပိုင်းမယ်ဆိုရင်ကျွန်တော်ဒီမှာเนาะဘတ်3000 10ရောက်ပိုင်းလို့ရမယ်10ရောက်ပိုင်းလို့ရမယ်เนาะတယောက်ကိုပိုင်းရင်ဘတ်300ရမယ်မြန်မာငွေနဲ့တွက်မယ်ဆိုရင်တော့ဘတ်300ဆိုရင်4000ဝန်းကျင်လောက်ရမယ်ဗျာ10ရောက်ဆိုတော့4သိန်းကျော်ပေါ့4သိန်း1000ဝန်းကျင်ပေါ့အဲ့လောက်တော့ရမယ်ထိုင်းမှာနေတဲ့ brother တွေရောတခြားနိုင်ငံခြားမှာအခြားမြန်မာပြည်မဟုတ်ဘဲနဲ့အခြားနိုင်ငံမှာနေတဲ့သူတွေအတွက်ပေါ့เนาะပြီးရင်ကျွန်တော်တို့ကဒီအကောင့်ထဲကိုဆိုပါစို့ဗျာကျွန်တော်ဒီထဲကို Walcoin နဲ့တူပြီးဘတ်600ကျော်ရလာပြီတော့ဒေါ်လာ20ဘူးရပြီဆိုရင်ကျွန်တော်ကဘယ်လိုဒီဟာကိုကျွန်တော်ဘယ်လိုထုတ်မလဲပေါ့ဘယ်လိုထုတ်မလဲထုတ်ဖို့ကတော့လွယ်ပါတယ်ကျွန်တော် Binance account ကနေကျွန်တော်ကထုတ်ကမှာဖြစ်တယ်အဲ့အတွက်ကျွန်တော်တို့အရင်ဆုံး Binance app ထဲကိုသွားရမယ်သွားပြီးသွားရင်ကျွန်တော်ကဒီမှာ FN ဆိုတာရှိတယ်အဲ့ထဲကိုဝင်ရမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ deposit crypto ဆိုတာရှိတယ်အဲ့ထဲကိုဝင်ပြီးသွားရင်ဒီပေါ်မှာ Walcoin လို့ရိုက်လိုက် Walcoin ဆိုပြီးပေါ်လာတယ် Walcoin ဆိုပြီးပေါ်လာမယ်အဲ့ဒါလေးကိုနှိပ်ပြီးတော့ကျွန်တော်ဒီမှာ watching ဆိုတာရှိမယ် watching ဆိုတာရှိရင်အဲ့ဒါလေးကိုနှိပ်ပြီးတော့ကျွန်တော်ဒီကမှာ deposit address ဆိုတာရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပြီးတော့ရင်ကျွန်တော်ကဒီထဲကိုပြန်လာပြီးတော့ရင်ဒီ wallet ထဲကိုဝင်ပြီးတော့ရင်ကျွန်တော်ဒီမှာဒီ1430ကိုနှိပ်ပြီးရင်ဒီမှာ withdraw ဆိုတာရှိတယ်အဲ့ဒီထဲကိုဝင်လိုက်အဲ့ကြရင်ကျွန်တော်အထဲကိုရောက်သွားရင်အကုန်လုံး stat တွေကြော်ပြီးွားရင်အဲ့မှာကျွန်တော် address ထည့်ရတဲ့နေရာရှိတယ် address ကိုအဲ့မှာကျွန်တော် copy paste ချလိုက်တခုရှိတာကအိုင်နှမ်းကြရင်သေချာကြည့်ပါတော့ address ကိုမမားစေနဲ့ address ကတလုံးမှားတာနဲ့ကိုရှိရပါစံသူများကိုအကုန်ရောက်သွားလိမ့်မယ်เนาะအဲ့ဒါကြောင့် address ကိုသေချာလို့ကျွန်တော်ကတော့ဒီမှာဟိုဟာဘတ်မရှိတယ်လို့ကျွန်တော်ထုတ်မရဘူးပေါ့เนาะရှိတယ်ဆိုရင် address ကိုသေချာနှစ်ခါပြန်ကြည့်
နှစ်ခါပြန်စစ်ပြီးသွားရှင်ကျွန်တော်တို့က confine နှိပ်လိုက်အဲ့ဆိုရင်ရပြီเนาะအဲ့ဆိုရင်ကျွန်တော်တို့ဒီထဲမှာအဲ့ဆိုရင်ဒီထဲမှာဟိုရက်ကကျွန်တော်ဘော်ရာတယောက်ကိုကျွန်တော်ထုတ်ထားတာ invite ထားဖြစ်တယ်ကျွန်တော်မှာဘတ်300ရတယ်ဘတ်300ရတာဖြစ်တဲ့အတွက်ကျွန်တော်မှာမနေ့ကနေကျွန်တော်ဘတ်300ထုတ်လိုက်ပြီဗျာအဲ့ဒါကြောင့်အကုန်လုံးအဆင်ပြေမယ်လို့လည်းမျှော်လင့်ပါတယ်နားမလဲတာရှိတာကိုမလုပ်တတ်တာရှိတယ်ဆိုရင်လည်းကျွန်တော်ရဲ့ Telegram channel ကိုလာခဲ့ပါကျွန်တော်အကုန်သေချာစိတ်ရှည်စားနဲ့ကျွန်တော်ဖြည့်ပြပေးပါမယ်ကျွန်တော်တို့ဒီမှာကဘာတစ်ခုရှိသေးလဲဆိုကျွန်တော်တို့အဲ့လိုမျိုးသွားတဲ့အခါကျရင်ကိုနားမှာဒီကျွန်တော်တို့ဒီ banana ID ကျွန်တော်တို့ဒီ drop border ကြီးအလွယ်ခေါ်ဆိုဒလုံးပေါ့ဗျာအဲ့ဒလုံးကသူတို့ကကျွန်တော်ဒီထဲမှာ location တွေပြပေးတယ်ဗျကိုအနီးနားပတ်ဝန်းကျင်မှာဘယ်နားတွေမှာရှိတယ်ဆိုတာကိုပြပေးတယ်များသောအားဖြင့်ကတော့ shopping mall တွေတော်တော်များများပါတော့ရှိတယ်အဲ့ဗျာ shopping mall တော်တော်တိုင်းမှာအဲ့ဒီ set တွေကရှိတယ်ဗျအဲ့ဒီ set တွေမှာသွားပြီးလုပ်လို့ရတယ်အဲ့ဒီ set တွေမှာလုပ်တဲ့အခါကျရင်လည်း free လုပ်လို့ရတယ်ဘယ်သူမှဘာမှပေးကြမလို့ကိုမလုပ်တော့ဘူးဆိုရင်သူတို့အဲ့ဒီမှာကျွန်တော်တို့ဒီ verify ဖြစ်ဖို့တော့သူတို့ကူညီပေးတယ်အဲ့ဒီ sign up step တွေอ่ะဗောနော်သူတို့အကုန်ကူညီပေးတယ်တခုပြောချင်တာကတော့ကျွန်တော်ရဲ့ဒီ invite link လေးကို invite link ကနေဝင်ပေးပါကိုကလည်းကိုကျွန်တော်ကို invite ဝင်မယ်ဆိုရင်ကျွန်တော်လည်းဖတ်300ရတယ်လို့ brother တို့ကနေတစင်းတစ်ခါထပ်ပြီးတော့ vibe မယ်ဆိုရင်လည်းတယောက်ကိုဖတ်300ရပါတယ်เนาะ10ယောက် vibe လို့ရပါတယ်10ယောက် vibe မယ်ဆိုရင်ဖတ်3000ရမယ်ဖတ်3000ဆိုရင်မြန်မာငွေနဲ့ဆိုရင်4သိန်းနဲ့3000လောက်ရတယ်ဗျအဲ့လောက်ရတယ်အဲ့လောက်ဆိုရင်မစိုးဘူးလေเนาะကိုလည်းဘာပတ်စံမှာစိုက်ကြရမလို့ပဲနဲ့အဆင်ပြေတယ်လေเนาะအဲကြောင့်အကုန်လုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်မသိတာမရှိရင်လည်းနားမလဲတာရှိရင်လည်းကျွန်တော်ရဲ့ Telegram channel ကိုလာခဲ့ပါကျွန်တော်တေချာအကုန်လုံးပြောပြပေးပါမယ်အဲဒီကျွန်တော်ဘော်ဒါခေါ်နေကြဒလုံးကိုလည်းကျွန်တော်နောက်ဆုံးတော့ပုံကြီးနဲ့ထည့်ပေးထားပါတယ်เนาะအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာထပ်တွေ့ကြမယ်เนาะ